ဝိရှော့နေတဲ့သူတွေအတွက်ဟင်းအနှစ်ဆက်ဆက်နဲ့စားကောင်းစေမှာပါငရုတ်သီးအလှော်မှုတ်ကြက်သွန်ဖြူနီကိုမညက်တညက်ရောထောင်းပါမယ်ရုံးတေဒီကိုခေါင်းနဲ့အမီးဖြတ်ပါမယ်တေးတဲ့အတွက်ကြောင့်အလဲကနေမလီရောပါဘူးရှင်အမီးကလေးရှေးလူကြီးတွေကဖြတ်ဆိုးလို့တာဖြတ်ရတာဘာကြောင့်ဖြတ်ရလဲဆိုတာသိလို့ရှိရင်ပြပြပေးပါအောင်နော်ဒီချက်နီးလေးကမော်လမြိုင်ကချက်နီးလေးပါရှင်ရုံးတေဒီထဲကိုငရုတ်သီးအလှော်မှုတ်ကြက်သွန်ထောင်းထားတာထည့်ပါမယ်စီနည်းနည်းလေးပဲထည့်ပါရဲ့အချို့မုံကြက်တာမုံစားတက်လို့ရှင်ထည့်ပါကျမကတော့စားတစ်မျိုးပဲထည့်ပါရဲ့စိမ့်စားငပိနည်းနည်းနဲ့ပစုံကြောက်အကောင်လိုက်ထည့်ရပါမယ်ပြီးလို့ရှိရင်တော့ရေလေးနည်းနည်းထည့်ပြီးတမအောင်မှုပေးလိုက်ပါစနွှဲမုတ်ထည့်ဖို့မေ့သွားတာကြောင့်စနွှဲမုတ်လာပြန်ထည့်ပါရဲ့ပြီးလို့ရှိရင်တော့အဖုံးအုပ်ပြီးတော့မီးအလဲလန်းနဲ့ပွက်အောင်တည်ပေးရပါမယ်မကြီးရည်လေးထည့်ပြီးတော့ကြက်ပြီးဆိုလို့ရှိရင်တော့မဆလာလေးအုပ်ပေးပါရုံးပလေတီချွဲတာမကြိုက်တဲ့သူတွေအတွက်မချွဲအောင်ချက်နီလေးကိုကောမန့်မှာရေးပေးထားမယ်နော်ရာသီဥတုအေးလို့သမင်းကြိုက်တဲ့ကအေးနေတာတွေမစားကျင်တဲ့သူတွေနဲ့ကျမလိုအဖျားပြောက်ကားစားလူတွေအတွက်အရန်ကိုစားမိပြီးတော့ကတင်းလိုက်စေတဲ့ဟင်းလေးတစ်ခွက်ဖြစ်ပါရဲ့ရှင်အဆုံးထိကြည့်ပေးတာကျေးဇူးပါနောက်ဗီဒီယိုလေးမှာပြန်ဆုံမယ်နော်